Ok mình làm á. Tao thì u chi rồi, nó chứ cháu cái này số là nếu như mà cháu lấy用的嘛好呗，nó chứ mà bà này bên đuôi chú biểu de ara cái đuôi, thu tập bên này đồချင်း，nếu như mà người bên mà sống sống đó，实际上cháu看不落话嘞，第二当都u chi rồi đuôi，ara cái mà sống sống rồi mà nó chứ cháu cái này đâu nhiều，ဒီနေ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။နံပါတ်1ချက်အနေနဲ့အရေးအောင်မှာအချောက်ခံနေဒါကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။လို့ဆိုရမယ့်အချက်ကအမိုးဒါမှမဟုတ်တစ်ပင်ရေးအောင်မှာနွားချီတွေကို3လက်မကနေ5လက်မအထူလောက်ပြန်ခင်းထားရပါမယ်။နေအောင်လည်းခင်းရလွန်ရောင်ကြီးကြောင့်အကျိုးပြုဘက်တီးရီးယားတွေတည်ဆုံးခြင်းကိုကာကွယ်ပေးပါတယ်။အချိန်အနေနဲ့တော့ကြာချိန်ကတစ်ပတ်ကနေ2ပတ်အတွင်းသုံးလို့ရတဲ့အခြေအနေထိ6တွေ့သွားပါလိမ့်မယ်။နံပါတ်2ကတော့ပုံပြီးတော့မှ6ခန္ဓာဒါကတော့တောင်သူအများစုလုပ်တဲ့နည်းကိုဒီစနစ်ကြပြုပြင်ထားတာဖြစ်ပါတယ်။လုံဆောင်ရမယ့်ပုံစံကတော့နွားချီကိုမြေကြီးပေါ်မှာအပုံလေးတွေပုံထားပါဒါပေမဲ့အပေါ်ကနေကောက်ယူဒါမှမဟုတ်တည့်ရဲ့6တွေနဲ့ပုံထားပေးရပါမယ်။အဓိကအချက်ကတော့အတွင်းထဲမှာအပူချိန်တက်လာပြီးဆွေးမြေ့မှုဖြစ်စဉ်စတင်လာပါလိမ့်မယ်။3ရက်တစ်ချိန်ခေါ်ပြားနဲ့အထက်အောက်လှမ်းပေးရပါမယ်။ရလက်အနေနဲ့ကတော့နွားချီဟာပေါက်ပွားလေးနဲ့ခြောက်လာပြီးအပင်အတွက်အန္တရာယ်ရှိတဲ့အပူဓာတ်တွေကုန်သွားပါလိမ့်မယ်။နံပါတ်3စင်ပေါ်တင်ပြီးတော့အချောက်ခံတဲ့နည်းနွားချီအများကြီးမဟုတ်ပဲခြံဝဲအတွင်းစိုက်ပျိုးသူတွေအတွက်တင်တော်ပါလေ။လုံဆောင်ရမယ့်ပုံစံကဝကက်ဒါမှမဟုတ်လို့ရှိရင်စကားကွက်ပေါ်မှာနွားချီတွေကိုပြန်တင်ပြီးလေဝင်လူတွေကောင်းတဲ့နေရာမှာထားပါအာသာချက်အနေနဲ့အောက်ခြေကပါလေဝင်တဲ့အချောက်မြင်ပြီးမှုတက်ခြင်းကျင်းဝေပါလေတောင်သူကြီးတွေနေတဲ့သတိပြုရမယ့်အချက်၃ချက်ကတော့နေပူပြင်းပြင်းမှာအကြာကြီးမလန့်ပါနဲ့နေပူထဲမှာအလုံးမင်း6တွေ့သွားရင်နောက်ချီဟာကြောက်ခဲလို့မာသွားပြီးမြေကြီးထဲရောက်ရင်ပြန်ရည်ပြောဖို့ခက်ခဲသွားတတ်ပါလေအဆိုတဲ့အနေငယ်ချမ်းသာပါလုံးဝဖုံမို့လို့ခြောက်သွားတာတဲ့လက်နဲ့စုပ်ကြည့်ရင်အနေငယ်အေးစိတ်စိတ်ဖြစ်နေတဲ့အနေအထားကအကျိုးပြုအနုဇီဝလေးတွေတက်ရှင်ဖို့အကောင်းဆုံးပါနံပါတ်3ကတော့မိုးရီမထိပါသေးနဲ့အချောက်ခံနေတော့မိုးမိသွားရင်နွားချေထဲမှာပါတဲ့အပင်အားစီးအာဟာရဓာတ်တွေရေနဲ့တူမျောပါကုံဆုံးသွားပါလိမ့်မယ်အဲကြောင့်အကြံပြုချက်ကတော့ဦးကြီးတို့နွားချေကိုအချောက်ခံပြီးလေးလုံးနဲ့အိတ်တွေဒါမှမဟုတ်လို့ရှင်အမိုးအောင်မှာတေချာတိမ့်ထားပါ3ကန်ဒီမှာအမုံချပြီးကျွေးတာကအပင်အတွက်အထီရောက်ဆုံးဖြစ်ပါတယ်ဦးကြီးတို့အနေနဲ့နွားချီကိုအမိုးအောက်မှာဖြန့်ဖို့နေရာအခက်အခဲရှိတာလားဒါဆိုရင်တော့ခုနပြောတဲ့နီလန်3လူတွေကနေပြီးတော့တစ်ခုသုံးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးသွားကြပါဦးဗျာ